မင်္ဂလာပါရှင်အခုနောက်ပိုင်းရန်ကုန်ကိစ္စတဲ့ Y2K fashion လေးတွေကအရန်ရောင်းကောင်းတဲ့ off shoulder လေးတစ်ပုံပြပေးမယ်နော်ဒီ crop top လေးက off shoulder တစ်ဖက်ကြလေးကိုမှအတွင်းထဲမှာတကိုင်းကျိုးလေးတစ်ခုပါပါတယ်ရှင်တကိုင်းကျိုးလေးနဲ့လက်ကလေးကိုတစ်ဖက်ချပြီးလဲဝတ်လို့ရတယ်လက်ပင်တစ်စောင်းလေးလဲဝတ်လို့ရပါတယ်နော်အသားလေးကလည်းအရန်ကိုကောင်းတာနော် quality မြင့်ဆွဲသားအများကြီးပါတဲ့အသားမျိုးလေးဖြစ်ပါတယ်မင်းတို့စီက crop top ရဲ့အသားတော်တော်များများက plus size အနေနဲ့လည်းဝတ်လို့ရပါတယ်နော်ခါရှည်လေးကလည်းလူကြိုက်များတဲ့အလဲလက် size လေးပါနော်အယောင်လိုင်းက9ရောင်လိုင်းပါပါမယ်ရှင်9ရောင်ကိုအနုအရင်မြပြီးအရင်ရောင်ကောင်းပြီး trend ဖြစ်နေတဲ့အယောင်လေးတွေပဲများပါမယ်နော်တရားစတစ်ကာလေးတွေကလည်းစီသားအကောင့်နဲ့ရိုက်ထားတဲ့စတစ်ကာလေးတွေပါနော်မင်းတို့ကလက်ကားတီးတန်းဖြန့်ချီရင်မို့9ရောင်9တက်တွဲကနေအနည်းဆုံးစယူလို့ရပါတယ်ရှင်အင်ဂျီမှာပါတဲ့အနားခွေရဲ့အယောင်လိုင်းလေးတွေကရှေ့ကစတစ်ကာအယောင်လေးတွေအတိုင်းလိုက်ဖက်အောင်ကုတ်ထားတာပါရှင်မမီတို့စီမှာ online ကနေ order တင်ပြီးဝယ်ယူခြင်းနဲ့ဆိုရင်ဒီဇိုင်းတစ်မျိုးကိုတွဲနဲ့ဒီဇိုင်း5မျိုး5တွဲလောက်ကနေစပြီး order တင်ပြီးဝယ်လို့ရပါတယ်ရှင်5တွဲအောက် order တွဲနဲ့တွဲပဲဆိုရင်တော့မင်းတို့ online ကနေမရောက်ပါဘူးရှင်မင်းတို့ရဲ့ဆိုင်နံပါတ်နဲ့ဖြစ်တဲ့မမြမပလာဇာဆိုင်ခွဲမှာတော့ကိုကြိုက်တဲ့လောက်အရေးအတွက်ကိုပြင်ပုံကြည့်ပြီးစိတ်တိုင်းကြလာဝယ်လို့ရပါတယ်ရှင်မင်းတို့ရဲ့ဆိုင်ခွဲနဲ့ဆိုင်လုံးကလက်ကားတီးတဲ့ဖြန့်ချီရင်မို့လက်လိတထည်ချင်းရောင်းတဲ့ service တော့မရှိပါဘူးရှင်မင်းတို့ရဲ့မမြမပလာဇာဆိုင်ခွဲကိုလာခြင်းနဲ့ဆိုရင်84လမ်း28နဲ့29ကြား28နဲ့ပုံနေပါရဲ့ရှင်84လမ်းမှာပေါ့ဥကြော်ရီတော်ပူချင်အောင်ဆိုင်ပေါက်ကနေတတိလေးဝင်လာခဲ့ရင်ရောက်ပါတယ်နော်ကိုယ့်ရဲ့ fashion ဆိုင်ကို quality မြင့်ပြီးအသားကောင်းတဲ့ပစ္စည်းတွေပဲတင်ကျင်တဲ့ fashion shop ပိုင်ရှင်ကြီးတွေအတွက်မင်းတို့မှာ in-store တွေ design ပေါင်းထောင်ချီရှိပါရဲ့ရှင်လက်ကားတီးတန်းဖြန့်ချီတာမို့ဈေးနှုန်းနဲ့ quality ကိုတော့မင်းတို့က100%အာမခံပါရဲ့နော်မနေ့9နာရီကနေညနေ4ခွဲအတွင်းမင်းတို့ဆိုင်နဲ့ဆိုင်စလုံးဖွင့်ပါရဲ့ရှင်